ငွေချင်းများအားလုံးမင်္ဂလာပါဆောဆောစားမဲ့ချက်မဲ့ဘလော့မှကြိုဆိုပါရစေငွေချင်းတို့ရေဒီကနေ့ကတော့စပလင်ထောင်ချင်းချင်းငငန်ဆက်ဆက်ကလေးကိုအိမ်မှာထောင်းစားဖြစ်ပါတယ်အရင်ဦးဆုံးစုံလေးကိုစပလင်နဲ့အချင်းရတာလေးရအောင်လို့မယန်းသီးလေးတွေပါထည့်ပြီးတော့အားရပါရညှက်နေအောင်ထောင်းနှပြလိုက်ပါမယ်မယန်းသီးနဲ့စပလင်လေးညှက်သွားပြီဆိုလို့ရှိရင်တော့မြုပ်သီးစိမ့်လေးတွေကိုမြက်မြက်ညှက်အောင်လို့အရင်လေးပြီးတော့ထောင်းပေးလိုက်ပါမယ်ဒါမှသာနဲ့မြုပ်သီးစိမ့်လေးတွေညှက်သွားမှာဖြစ်ပါတယ်မြုပ်သီးစိမ့်လေးတွေညှက်သွားပြီဆိုလို့ရှိရင်တော့အနံ့လေးမွေးပြီးတော့အရသာလေးပူစားကောင်းအောင်လို့စစ်တုံမျိုးလေးထည့်ပြီးတော့ညှက်နေအောင်ထောင်းနှပေးလိုက်ပါမယ်စစ်တုံပြူလေးညှက်သွားပြီဆိုလို့ရှိရင်တော့မွားနေအောင်ထောင်းထားတဲ့ပစုံကြောက်လေးတွေထည့်ပြီးတော့အားလုံးတမသွားအောင်လို့ဆက်ပြီးထောင်းနှပြလိုက်ပါမယ်နောက်တစ်ဆင့်မှာတော့မြင်ငပိလေးထည့်ပြီးတော့အရသာတွေစိတ်ဝင်သွားအောင်လို့တည်တည်ချာချာလေးထောင်းပြလိုက်ပါမယ်နောက်ဆုံးမှာအရသာမုံလေးထည့်ပြီးလို့ရှိရင်အားလုံးတမသွားအောင်လို့နောက်တစ်ခါထပ်ပြီးတော့ထောင်းနှပြလိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့ချင်းချင်းငငန်ဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းတယ်စပလင်ထောင်းလေးရပါပြီဒါဆိုလို့ရှိရင်တော့ပကံလေးတွေကိုတတရရက်လေးပြင်ဆင်ပြီးရင်ထမင်းပူပူလေးနဲ့အားရပါရစားလို့ရပါပြီခင်ဗျာချစ်တငယ်ချင်းတို့လည်းဒီလိုစပလင်ထောင်းလေးလှုပ်ရှားကြည့်နော်အရန်ကိုစားကောင်းတာဒီအထောင်းဗီဒီယိုလေးကိုသဘောကျရဆိုလို့ရှိရင်တော့ like and share subscribe လေးလုပ်ဖို့ရမမေ့ပါနဲ့เนาะတငယ်ချင်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်အထောင်းဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံစည်းကြပါအောင်မယ်အားလုံးကိုတတာ